ရွေချက်ရှိနေတော့ရောက်လာတာမဟုတ်ပါဘူး။ညဘက်ကြီးဘော်လာရန်နေပြန်လာချိန်မှာရက်ွက်အုပ်ချုပ်မှာကျွန်တော်ပေါ်တာဆွဲခံရတာ။ကျွန်တော်9လပိုင်း20ရက်2024ခုနှစ်မှာပေါ်တာဆွဲခံရပါတယ်။တက်စူဆောင်းတက်ကိုရန်ကုန်စူဆောင်းတက်ကိုတလားကြော်နေခဲ့ရပါတယ်။ကျွန်တော်ကတမ69လောက်ခံခလာရ89တိုင်းမှာတောင်းထမ်းဆောင်ခဲ့ပါတယ်။ကျွန်တော်ကိုယ်ပိုင်မှာတော့ပါစာ1နှစ်ခွန်146တတောင်းတုံဖြစ်ပါတယ်။ကျွန်တော်ကတော့ပမာလူမျိုးဗုဒ္ဓဘာသာကိုယ်ဝဲပါကျွန်တော်မွေးချင်းညီကိုနေအောင်မှာကျွန်တော်အငယ်ဆုံးဖြစ်ပါတယ်ကျွန်တော်အဖေနာမည်ကဦးနိုင်ကျွန်တော်အမေနာမည်ကဒေါ်တက်နေတော့ကျွန်တော်ရန်ကုန်လမ်းမြို့နယ်တရက်ပေါ်မှာနေထိုင်ပါတယ်ကျွန်တော်ရွေချက်ရှိနေတော့ရောက်လာတာမဟုတ်ပါဘူးညဘက်ကြီးဘော်လာရန်နေပြန်လာချိန်မှာရက်ွက်အုပ်ချုပ်မှာကျွန်တော်ပေါ်တာဆွဲခံရတာကျွန်တော်9လပိုင်း20ရက်2024ခုနှစ်မှာပေါ်တာဆွဲခံရပါတယ်တက်စူဆောင်းတက်ကိုရန်ကုန်စူဆောင်းတက်ကိုတလားကြော်နေခဲ့ရပါတယ်စူဆောင်းမှာတလားကြော်နေထိုင်ခဲ့ရပါတယ်ပြီးတော့ကျွန်တော်ဟိုပုံးတင်တန်းကြောင်ပို့ခဲ့ပါကျွန်တော်6မြင်းဆောင်2024ရတင်တန်းဆင်းခဲ့ပါတယ်ကျွန်တော်တင်တန်းထဲမှာတင်တန်းသားဦးရေ699ယောက်ရှိပါတယ်ကျွန်တော်တို့ပဲသူတို့ပေါ်တာဆွဲခံရများပါတယ်တင်တန်းထဲမှာထွက်ပြေးလူတွေများပါတယ်သူတို့ဖမ်းမိတဲ့အချိန်မှာအဲဒီရုံးထဲကိုထည့်ပြီးတော့ထိတုံးနဲ့ခတ်ထားပြီးတော့ရိုက်နေပါတယ်တကြိုးချီကျိုးတွေကျွန်တော်တွေ့ကြရပါတယ်တင်တန်းဆင်းတဲ့အချိန်မှာခလာရ89တန်ရင်မှာကျွန်တော်တောင်းရင်တပတ်တောင်းထမ်းဆောင်ခဲ့ပါတယ်အဲ့လိုမဟုတ်ပဲပါကျွန်တော်မိုးမတင်တန်းကြောင်ဂျမဲတင်မှာတက်ခဲ့ရပါတယ်ကျွန်တော်နဲ့တက်တူခမရ14ခမရ15 3ရင်မိုးမမှာတက်ခဲ့ရပါတယ်ဂျမဲတင်မှာမိုးမတင်တန်းတက်တဲ့အချိန်မှာနှစ်ပတ်တက်ပြီးတော့တင်တန်းဆင်းတဲ့အချိန်မှာလမ်းလုံးယုံဆိုပြီးတော့ဗဒန်းကိုပို့ခဲ့ပါတယ်လမ်းလုံးယုံရေးပို့တဲ့အချိန်မှာကျွန်တော်တိန်နဲ့အတူခမရ14ခမရ15ပါပါကျွန်တော်တို့ရဲ့အဲ့ဒီလမ်းလုံးယုံရေးအနေနဲ့ရောက်တဲ့အချိန်မှာဗဒန်းမှာကျွန်တော်တညအိတ်ခဲ့ရပါတယ်တညအိတ်ပြီးတော့ရခိုင်စစ်မြေပြင်ကိုပို့ခံရပါတယ်တလပိုင်း2025မှာရခိုင်စစ်မြေပြင်နေကြကုန်းဖျားကုန်းကိုရောက်ခဲ့ပါတယ်ကျွန်တော်ရှေ့တန်းရောက်တဲ့အချိန်မှာဒုတိုက်မှုပါလီနာမည်တော့မသိခဲ့ပါဘူးလူရင်းကတော့100ကျော်တော့ပါပါတယ်နေကြဖျားကုန်းရောက်တဲ့အချိန်မှာကျွန်တော်ညဘက်ကြီးရောက်သွားပါတယ်မနေ့လည်းကြောက်တိုက်ပွဲစဖြစ်ခဲ့ပါတယ်ဖြစ်တဲ့အချိန်မှာကျွန်တော်ကမှတရက်တိုက်ပွဲဖြစ်ပြီးတာနဲ့ကြာဆုံးများတာကျွန်တော်ဂုံစည်းကိုစုပ်ပြေးခဲ့ပါတယ်ဂုံစည်းကိုရောက်တော့နောက်တစ်နေ့မှာကျွန်တော်တိုက်ပွဲစဖြစ်ခဲ့ပါတယ်အဲ့ဒီတိုက်ပွဲတွေမှာပဲကျွန်တော်တို့ဒုတိုင်မှုပါလေဒရုန်းဘုံကျခဲ့ပြီးတော့တည်ဆုံးရတာရှိပါတယ်တိုက်ပွဲကပြင်းထန်နေလို့အဲ့ဒီနားမှာပဲကျွန်တော်ပါလေးကိုတကြိုခဲ့ပါတယ်တလပိုင်း31ရက်နေ့2025မှာကျွန်တော်တက်ရကြာဆုံးများတာတော့ကျွန်တော်တက်ထရဘူကြီးတယောက်ကနေပြီးတော့တက်တိစုပြီးတော့ဂုတ်စီးဦးကနေပြီးတော့တုံးကြီးစုပ်ပါခဲ့ပါတယ်ကျွန်တော်တို့10လောက်ခြေချခဲ့ပါတယ်10လောက်ခြေချခဲ့မှာအေးရထိုးစစ်ကျွန်တော်တို့ပြန်ဆင်ခဲ့ပါတယ်ကျွန်တော်တုံးကြီးမှာတိုက်ပွဲဖြစ်တဲ့အချိန်မှာကြာဆုံးများတော့နောက်ကိုပြန်ဆုပ်ခဲ့ပါတယ်နောက်ပြန်ဆုပ်တဲ့အချိန်မှာအင်အား30ကျော်လောက်ပဲပြန်ပါပါတယ်ကျွန်တော်နိုင်ငံကိုရောက်တဲ့အချိန်မှာတလားလောက်ခြေပြီးခဲ့ပါတယ်တလားခြေပြီးမှာကျွန်တော်ရှေ့တန်းမှာပဲထားပါတယ်ရှေ့ဘက်ရန်သူနဲ့43နေရာမှာကျွန်တော်ထားပါတယ်ထားတော့ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းရက်ကိုတွင်းနေကကြောက်စိတ်တွေဝင်ပြီးတော့ကျွန်တော်လည်းနောက်ပြန်ဆုပ်ခဲ့ပါတယ်နောက်ပြန်ဆုပ်တဲ့အချိန်မှာဘူကြီးကပြတ်တက်မှပြုမယ်လို့ပြောလို့ကျွန်တော်ညဘက်ကြီးကျွန်တော်တငယ်ချင်းနဲ့2ယောက်ထွက်ပြေးလာပါတယ်ပြေးတော့တညအိတ်ပြီးတော့ဂုတ်ကြီးကိုရောက်ခဲ့ပါတယ်ဂုတ်ကြီးကိုရောက်တော့သူတို့တက်တွေကကျွန်တော်တို့ထပ်မှန်ဖမ်းဆီးပြီးတော့ထိန်းသိမ်းလာပါတယ်ချုပ်ထဲမှာကျွန်တော်တပတ်နေခဲ့ရပါတယ်ဂုတ်ကြီးချုပ်ထဲမှာတပတ်နေခဲ့ပြီးတော့ကျွန်တော်တို့တွေကိုအထောက်ပို့ကနဲ့ပြန်ပြီးတော့လမ်းကြောင်ပြန်ထိပ်ပေးလိုက်ပါတယ်ဗဒန်းအောင်ရောက်တော့ကျွန်တော်2လတိတိထပ်ပြီးတော့ချုပ်ခံရပါတယ်2လပြည့်တဲ့အချိန်မှာနေကန်ကဘာလုံးကျွန်တော်ထပ်မှန်ပြန်ပို့ခံရပါတယ်နေကန်ကုန်းရောက်တော့ကျွန်တော်ခလာရ89တက်မှာပဲကျွန်တော်ထပ်မှန်တာဝန်ထမ်းဆောင်ခဲ့ရပါတယ်ရှေ့တန်းအောင်ပြန်ရောက်တော့လေကျွန်တော်တို့ပါစာတွေရန်သူနဲ့အနီးနားမှာနေခဲ့ရပါတယ်ဒီမှာအေဘက်ကနေပြီးတော့ drone တွေရယ်စလိုက်ပါတွေရယ်လက်နက်ကြီးတွေရယ်ပြစ်ခတ်တာရှိပါတယ်အဲ့လိုလေးပြစ်ခတ်တာတွေကြောင့်ဒဏ်ရာတွေရတဲ့လူနဲ့ကြာဆုံးနေများတဲ့လူတွေရှိပါတယ်အဲ့လိုထိခိုက်ဒဏ်ရာရတဲ့လူများတော့ထွက်ပြေးတဲ့လူတွေလည်းရှိပါတယ်တချို့လူပြန်ပြီးတော့ဖမ်းခံရတာရှိပါတယ်ပြန်ပြီးတော့ဖမ်းခံရလို့ရှိရင်ကျိုးနဲ့ခြိတာပါတချို့ဘူကြီးဆိုရင်လက်နက်တွေနဲ့ခေါင်းတွေကိုရိုက်ပါတယ်ကျွန်တော်ရှေ့မှာနေပြန်ပြီးတော့ဖမ်းဆီးရမယ်ပြန်ပြီးဖမ်းဆီးတဲ့လူတယောက်ကိုစလိုက်ပါပြစ်တဲ့နေရာကနေပြီးတော့တပ်ပင်မှာကျိုးနဲ့ခြိတာပါတချို့ဆိုလို့ရှိရင်ကိုယ့်အရင်ကိုထွက်ပြေးလို့မလွတ်တဲ့လူတွေကြတော့ကိုယ့်အနေကိုပြစ်
ဖြစ်ပါတယ်ပြီးတော့တရားရတော့မှအထက်ဘူကြီးတွေကသူတို့ဆေးမကုပေးဘူးကဘာလုံးထဲမှာထည့်ထားပါတယ်ထိတ်တုံးထဲမှာထည့်ထားပြီးတော့သူတို့တင်းဒီတိုင်းပဲထားမယ်သူတို့ထောင်ချမယ်လို့ပြောတာကျွန်တော်နားနဲ့ဆက်ဆက်ကြားခဲ့သူတို့ကတော့မွေးစီရောတုံးတာတော့မှန်ပါတယ်သူတို့တွေအမှအထောက်ကူပို့တဲ့ကားနဲ့သူတို့တွေဖုန်းဆက်ပြီးတော့လှမ်းပါပြီးတော့သူတို့တစ်လုံး3000ပြီးပြီးတော့တုံးကြပါတယ်ဒီစီရတဲ့ WI တောက်တုံးပြီးရင် BC ကိုလည်းအဲ့ဒီအထောက်ပို့ရပဲမှားတာရှိပါတယ်တလီတာကို3000ကနေ8000တိရှိပါတယ်ကျွန်တော်အစတွေကနေပြီးတော့လင်းဝင်မှုရှိခဲ့ပါတယ်လင်းဝင်မှုရှိတော့နောက်ကဘူကြီးတွေရတယ်အဲ့တော့လင်းဝင်တက်မှတ်ပြုမယ်လို့ပြောလို့ကျွန်တော်လည်းကြောက်ခဲ့ပါတယ်9လပိုင်း9ရက်နေ့မှာကျွန်တော်တို့တွေညဘက်ကင်းဆောက်တဲ့အချိန်မှာဆင်းခဲ့ပါတယ်ကုန်းပေါ်ကနေပြီးတော့ဆင်းတဲ့အချိန်မှာအောက်ချိန်မှာကျွန်တော်တို့တငယ်ချင်းတွေကွဲဝခဲ့ပါတယ်ကွဲဝခဲ့တဲ့အချိန်မှာကျွန်တော်2ယောက်ပဲကျွန်တော်တွေ့ပါတယ်ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းနဲ့2ယောက်တွေ့ပြီးတော့ကျွန်တော်တို့အာရကတက်တာတဲ့အေဘက်ကိုကျွန်တော်အလင်းဝင်ခဲ့ပါတယ်တက်ထဲမှာနေခဲ့တော့ဘူကြီးတွေကပြောပါတယ်အာရကတက်တော့ကအလင်းဝင်ရိုက်မယ်ပြုမယ်ပြီးပြောလို့ကျွန်တော်တို့တွေလည်းတိတ်ပြီးတော့ဝင်ရဲသေးတာနောက်မှဟိုဒီကိုရောက်တော့အာရကတက်တော့ကကျွန်တော်တို့ညီကိုစိတ်မိသားစုစိတ်အဲ့လိုမျိုးကောင်းမှုနဲ့ရဲဘော်ရဲဘက်စိတ်နဲ့ကျွန်တော်တို့ထားပါတယ်ကျွန်တော်မှအမေကတော့ဆုံးရပါပြီအဖေကတော့ဒါတရားနေပြီးတော့ကျန်းကျန်းမာမာနဲ့မြင်ပါတယ်တားကိုလည်းကျန်းကျန်းမာမာနဲ့မြင်ပါပါဒါဒီဘက်မှာကျန်းကျန်းမာမာနဲ့ရှိနေဆိုတော့အဖေကိုလည်းတည်နေခြင်းလို့အားလုံးလည်းတည်နေခြင်းပါပြီးတော့ဒါအဖေရဲ့ရင်ဝင်ထဲကိုလည်းဒါတနေ့ပြန်ရောက်လာပါ